ဒီတားရဲကတော့တကဘာလုံးကထင်သေးကြတဲ့အစနစ်တားရဲတစ်ကောင်ပါဒါပေမဲ့သူပေါ်ထွက်လာတဲ့အချိန်မှာကျွန်တော်ကဝမ်းတာအားရနဲ့သူ့ကိုပြတ်ပတ်ထားမိပါတယ်ဒါကိုညင်တဲ့အတန်းမော်တွေကကျွန်တော်ကိုပါရမီရှင်ဆိုတီလောင်ကြောင်ကြတယ်လို့ကျွန်တော်အပေါ်ညှို့လင်းချက်ကြီးခဲ့တဲ့အတန်းပိုင်ကလည်းသူ့ရဲ့တုန်နေမှုကိုတစ္ဆာဖောက်တယ်ဆိုပြီးအော်ဟောက်ပါတော့တယ်ဒါကိုကျွန်တော်ကဘာမှမပြောဘဲတုံးနေမိပါတယ်အဲ့ဒီအစားကျွန်တော်ပိုင်ဆိုင်တဲ့ညောင်ရောင်းချပြီးတားရဲအသားကီလို90ကိုဝယ်ယူခဲ့ပါတယ်ဒါဟာဒီခွေးလေးရဲ့ဖုံးကွယ်နေတဲ့စွမ်းရည်ကိုနိုးဖို့အတွက်ပါကျွန်တော်သူ့ကောင်လေးကိုပုတ်တက်ပေးလိုက်တဲ့အခါစိတ်ထဲမှာဂရီကိုပြုတ်ခြင်းအဆက်ပြနဲ့ညီလာပါတယ်တစ္ဆာရှိမှုအဆင့်ကတော့ဘတော်မှတစ္ဆာမဖောက်တော့မဲ့အချိန်လေးပါအသက်သွေးကြော်ရှိတ်ဆက်မှုကိုလည်းတုံးဆိုင်မနေပဲရွေးချယ်လိုက်ပါတယ်ဝိညာဉ်တစ်ခုလုံးကွဲအမတ်တာနာကျင်မှုကြောင့်ကျွန်တော်နေချင်းပေါ်လက်ကျတည်အော်ဟင်းမိပါတယ်မိခတန်းပေါ်တွေကတော့ကျွန်တော်အချက်ရလို့ခန်းစားနေရတဲ့အထင်နဲ့ဝိုင်းလောင်နေကြပါတယ်ကျောင်းရဲ့အလားဆုံးမင်းကလေးဖြစ်တဲ့ကျွန်တော်ရဲ့ရီစာလူရန်ကအနာကက်လာသည့်အာနာရဲ့လေတန်းနဲ့တောင်းဝင်ပါတယ်ကောင်းခေါဆောင်းဝဲဆိုတာတို့လိုတာမန်မိသားစုအတွက်လူမှုစင်တန်တက်လာမှုတစ်ခုတည်းတော့ခွင့်ရလေခုနကတည်းကလက်ချတူရဲ့ကောင်လူရန်ကသူနဲ့အဖွဲဖွဲပေါ်ကန်းလန်းလာတယ်ဒါကြောင့်ငါနေနဲ့အဖွဲမလုံးနိုင်တော့ဘူးလို့ပြောပါတယ်ကျွန်တော်ထပ်ရကြည့်အေးဆေးဆေးပဲရပါတယ်ပြဿနာမရှိဘူးလို့ပြန်တင်လိုက်ပါတယ်ကျွန်တော်ရဲ့ရုပ်သက်တက်တာတဲ့အထီကြောင့်တိုးဆွမ်းအားလာကြည့်ရှင်းပြဖို့တင်ထားတဲ့စကားတွေလည်းလက်ချောင်းထဲမှာတက်သွားပါတယ်အထင်သေးခံရတယ်လို့ခံစားသွားရတဲ့သူမဟာနှာခေါင်းတစ်ချက်ရှုံကြည့်လက်ထွက်သွားပါတော့တယ်လေးကတူတငယ်ချင်းမကလည်းသူကဟန်ဆောင်နေတာပါယူရန်နင်ဘာမှမာလာမဟုတ်ဘူးလက်ပွားလောက်ပဲရှိတဲ့ခွင်းနဲ့လေးပဲခေါ်နိုင်တဲ့သူကနင်နဲ့ဘလို့တတ်မှလဲလို့ပြောပြီးကျွန်တော်ကိုရွှေချတယ်လို့ကြည့်သွားပါတယ်ဒါပေမဲ့ကျွန်တော်တို့ကိုဂုံမဆိုင်နိုင်ပါဘူးအသက်တွေကြောင့်ရှစ်သက်တည်းရဲ့နောက်မှာခွေးလေးဟာအစင်းကျင်လို့စွန့်ရည်ဖြစ်တဲ့ဝမ်းညွန့်ချင်းတမန်တော်ကိုရရှိသွားတာတွေ့လိုက်ရလို့ပါသူဟာစားတဲ့ညအရာအလုံးကိုစွန့်ရည်အထည်ပြောင်းလဲနိုင်ပြီးအကန့်အမဲ့ရှိအဆင့်တက်နိုင်ပါတယ်ကျွန်တော်ရဲ့နာကျင်မှုတွေကလကားမထိခဲ့ပါဘူးရှီယန်အင်ပါယာတစ်ခုလုံးမှာဒီလိုအဆင့်ရှိတဲ့သူဟာလက်ရှိလို့ရပါတယ်နိုင်ငံတော်ကလည်းသူတို့ကိုအထူးဆောင်ရှောက်ပါတယ်အကြောင်းရင်းကတော့သူတို့ကအရန်ကိုစမ်းထက်လို့ပါပဲကျွန်တော်ခွေးလေးကိုမလိုက်ပြီးဒီနေ့ကစကြည့်မင်းရဲ့နာမည်ကအီမင်ပဲငါ့အတွက်အလုပ်ကြိုးစားပေးနော်လို့ပြောလိုက်ပါတယ်အီမင်ကလည်းဝမ်းတာအရာနဲ့သူ့ရဲ့နှုတ်ခမ်းကိုရက်ပြပါတယ်ကျွန်တော်အမေသားတုံကျွေးလိုက်တဲ့အခါချက်ချင်းပဲအစားနဲ့မချအောင်စားကြည့်ပါတယ်တမန်အသားဝါညွန့်ချင်းတန်းစင်မှုတန်ဖိုး 0.5 တိုးလာတယ်ဆိုတဲ့အတန်ထွက်လာပြီးနောက်ခွေးလေးရဲ့အရွယ်စားဟာမတိမတာကြီးထွားလာတယ်လို့အချိန်ကန်စွမ်းရည်တွေလည်းတိုးလာပါတယ်တမန်အသားနဲ့တင်ဒီလောက်ဆိုရင်နောက်ပိုင်းမှာပိုဆန်တဲ့အရာတွေစားရင်ဘယ်လောက်တော့အားကောင်းလာမလဲလို့တွေးကြည့်ကျွန်တော်ရင်ခုန်မိပါတယ်ထူးခြားတာကကျွန်တော်ရဲ့ခွန်အားတွေလည်းလိုက်ပြီးတိုးလာတာပါပဲကျွန်တော်ငွေ6,000ကျော်အကုန်ခံပြီးဝယ်ထားတဲ့တာရန်သား90ကိုအီမင်ကိုကျွေးလိုက်ပါတယ်သူဟာမရမနာဝါညွန့်နေသူ့ရဲ့အရွယ်စားဟာမျက်စိချင်းနဲ့တိတက်တာကြီးထွားလာပါတယ်ကျွန်တော်ရဲ့ခန္ဓာကိုယ်ကလည်းပိုတမလာပါတယ်နိုင်ဝက်လောက်ကြာတဲ့အခါအီမင်ရဲ့အရွယ်စားဟာ2မီတာကျော်အထိရှိလာပြီးစွမ်းရည်တွေလည်းအများကြီးတိုးလာပါတယ်အီမင်ရဲ့စစ်တပ်ပုံကလိမ့်နေလို့ပါပဲဒါဟာတခြားသူတွေကိုကြော်တဲ့ဘက်ကိုခွင့်ရေးပါပဲကျွန်တော်စနစ်ထက်ကစင်ကကြောင်းလေးချင်းကိုနေလိုက်တဲ့အခါအီမင်ရဲ့ဆွဲတွေဟာပြောင်းလဲသွားပြီးကက်ချက်ချင်းဆိုတဲ့စွမ်းရည်တစ်ကိုရရှိပါတယ်ဒါအပြင်အယမခန္ဓာစွမ်းရည်ကိုလည်းရရှိပြီးခွန်အားနဲ့ခန်းစစ်ကို3ဆလောက်တိုးစေပါတယ်အီမင်ဟာအဆင့်တစ်ပဲရှိသေးပေမဲ့အဆင့်2တားရတွေတောင်မရှိနိုင်တော့ပါဘူးတားရတွေကိုသူတို့ရဲ့ပါနေပုံတူကြီးအဆင့်ခွဲထားပေမဲ့အီမင်လုံးစစ်ညို့ကတော့တခါမှပေါ်ဘူးသေးပါဘူးအဲ့နောက်မှာတော့ကျွန်တော်အီမင်ကိုအင်ခေါ်ကြီးအိတ်လိုက်ပါတယ်မနေ့ကဆံပွဲမှာဘာတွေဖြစ်မလဲဆိုတာကြည့်ရမှာပေါ့နောက်တစ်နေ့မှာတော့ခြေစုံမဲ့သူတွေကွင်းကျင်မှာဆုနေကြပါတယ်ဆရာလူဟန်ကအနေရှိတဲ့တောထဲဝင်တဲ့အခါဒေးထားပေါ်မှာချားနေပါတယ်ဒီနေ့ဆောင်ဘက်ကကျောင်းဖို့ဆိုရှင်တန်ရလာမို့ရန်ကုန်ကျင်းထန်ပါတယ်ဒီချောင်းနဲ့လူရန်တို့လည်းအဖွဲတူအထည်ရှိနေကြပါတယ်သူတို့ကကျွန်တော်ကိုအဆက်မကွဲခြင်းရဲ့အခုတည်းကလက်ရှုပ်ပေါ်လောင်ကြပါတယ်ကျွန်တော်တို့ကိုဂိမ်းမဆိုင်ပါဘူးခလောင်းနဲ့နေလာတဲ့အခါကျင်းညောင်တကားကြီးတွေပွင့်လာပြီးကျောင်းသားတွေလည်းတောထဲကိုတီတီဝင်တော့ကြပါတယ်ကျွန်တော်တို့ကျောင်းကတော့ကြားချုံမှုအများဆုံးဖြစ်တဲ့ရုပ်စုတောင်းနဲ့တိုးပါတယ်ဆရာလူဟန်ကတောအချင်းတွေကိုတခြားမှာကြည့်ရမတ်တွေကိုမတန်းတင်မဲ့ကရိယာတွေကိုထုတ်ပေးပါတယ်အဲ့ဒီနောက်ကျောင်းလူချင်းရှိကပထမအဦးဆုံးဝင်တော့ပါတယ်သူမကတယောက်ထဲဝင်တာပါအဖွဲ့ဝင်များရဲ့ရမတ်ခွဲရတာမို့ဆန်းထက်တဲ့သူတွေကတယောက်ထဲပဲတော်လေးရှိပါတယ်ကျွန်တော်လည်းတယောက်ထဲဝင်ဖို့ဆုံးဖြတ်လိုက်ပါတယ်အထက်ရောက်တဲ့အခါခေါင်းမူတူချစ်သွားပေမဲ့ချက်ချင်းပဲတတိကလိုက်ပါတယ်ရုတ်တရက်အပေါ်ကနေတွားရိပ်အစီကြီးနဲ့မွေးသိန်းတစ်ကောင်ဟောချလာပါတယ်ကျွန်တော်လည်းလက်ထက်ကဒုတ်ကိုတုံးချကြည့်မွေးကြီးကိုနှစ်ပိုင်းပြအောင်ပိုင်းလိုက်ပါတယ်အစိမ့်မွေကိုအနိုင်ရသည့်ထွေးကြုံရမှန်9မှန်ရသည့်ဆိုတဲ့ရှက်ပြတာနဲ့တူကျွန်တော်ရမှန်ဟာ15မှန်တိုးလာပါတယ်အတင်ကကျင်းတွေကတော့ကျွန်တော်ကတားရခွက်ယူသူဖြစ်ပြီးဒီလောက်ညံ့ဆန်တဲ့တောက်ကြံမှုရှိနေတာကိုအံ့ဩနေကြပါတယ်တော့အထက်ကိုဆက်ဝင်သွားတဲ့အခါအီတာစင်းတကြောက်နဲ့ရုပ်ဆိုးတဲ့ဂိုဘလင်တွေကိုတွေ့လိုက်ရပါတယ်သူတို့ဟာအရန်ရက်ဆက်ပြီးအကောင်50 60လောက်ရှိပါတယ်သူတို့အားလုံးဝိုင်းတိုက်ရင်ကျွန်တော်တက်ရှင်ဖို့ခက်ခဲပါလိမ့်မယ်ဒါကြောင့်ကျွန်တော်စိတ်ထဲကနေအီမင်ကိုခေါ်လိုက်ပါတယ်လင်းသားတစ်ခုနဲ့တူအီမင်ထွက်ပေါ်လာပြီးဟင်းရောက်လိုက်တဲ့အတန်ဟာတောတစ်ခုလုံးကိုတောင်းထားစေပါတယ်အီမင်ဟာရန်နဲ့တိထက်သွားပြီးဂိုဘလင်ရဲ့ခေါင်းကိုကိုက်ခွဲပစ်ပါတော့တယ်ဂိုဘလင်တွေကတန်တဲ့ခက်ပေမဲ့အီမင်ရဲ့မှာကျော်တဲ့ခန္ဓာကိုယ်ကြောင့်သူတို့ရဲ့လက်နက်တွေပဲကျုပ်ပဲ့သွားပါတော့တယ်အီမင်ကတော့ခုခံမှုကိုလုံးဝရှော့ချပြီးစစ်လင်းကြီးမှာတူပြောက်ပဲရှိတယ်လို့ဂိုဘလင်တွေကိုအယူမှုတက်ချက်ပါတော့တယ်တင်းညံနေပါတယ်ဂိုဘလင်တွေတောင်အလွန်လျှော့ချက်စိတ်ဝင်လာပြီးတက်ခိုက်မှုရကအရရက်ကိုထွက်ပြေးကြပါတယ်လို့ရမှတော့လွတ်ပေးဖို့ကြောင်းမရှိဘူးလို့ကျွန်တော်တွေ့ကြည့်ထွက်ပြေးတဲ့ဂိုဘလင်တွေကိုလည်းဖမ်းဖို့အီမင်ကိုရှက်ပြလိုက်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းအနည်းဆုံးဂိုဘလင်ကိုရှင်းထုတ်လိုက်ပါတယ်အတင်းကနေကျင်းနေတဲ့ပြည်သက်တွေကတော့ဒီလောက်ကျင်းထန်တဲ့တက်ခိုက်မှုဝင်နေပြီးမတက်နေကြပါတယ်ငါတို့ကြောင့်မှဇောက်တော်ရဲ့သူရှင်းနေတာလားသူ့ရဲ့သားရဲ့ကတမန်ထားပါအောင်သူကိုယ်တိုင်ကဘာလို့ဇောက်တော်နေရတယ်လဲဆိုပြီးဝမ်းကြောက်နေကြပါတယ်လွန်ခဲ့တဲ့10မိနစ်လောက်ကကျွန်တော်ဂိုဘလင်အုပ်နဲ့တိုးပြီးဆိုကြတဲ့ကလူတိုင်းကကျွန်တော်ရှုံးနေမယ်လို့ထင်ခဲ့ကြတာပါဒါပေမဲ့ကျွန်တော်တောက်ထင်တဲ့ဂိုဘလင်အုပ်တစ်ခုလုံးကိုအနည်းတက်တုတ်တင်လိုက်ပါတယ်ဒါကိုကြည့်ဒီအကြောင်းလေးမြင်နေပြတ်တော့ပါတယ်ဒီလောက်ထိညံစံအားကောင်းလာဖို့ဆိုရင်သူကစင်ကကြောင်းလက်နက်နဲ့ထွေးချက်ဆိုင်ရှိနေတာထိရမယ်ငါတို့ကြောင်းအတွက်ကောက်ဆောင်နိုင်မဲ့ပါမရှင်တရားရည်တင်တယ်လို့သူကတွေးမိပါတယ်သူကကျွန်တော်ရဲ့ရမတ်ကိုမိလိုက်တဲ့အခါလက်ရှိမှာ960ရှိနေပြီးကျွန်တော်တို့ကြောင်းမှာပထမချင်းနေပါတယ်ဒါပေမဲ့အမတ်800ကျော်နဲ့ရှေ့ကကျင်းနေတဲ့အမတ်3ကျောင်းကဆူလီရှိကတော့ပိုပြီးကြောက်ဖို့ကောင်းနေပါတယ်တော့ထဲမှာတော့တည်ဆွမ်းသွားတဲ့ဂိုဘလင်တွေကအလင်းလုံးတွေကကျွန်တော်စီရောက်လာပြီးအစနစ်ကိုနည်းစံရောက်သွားပါတယ်ဒါဟာတမန်အဆင့်ရဲ့အားနည်းချက်ပါပဲအဆင့်တက်ပေမဲ့စွန့်ရည်တူတာနည်းနေတတ်ပါတယ်ဒါပေမဲ့အီမင်ရဲ့အရာအလုံးကိုစုံနိုင်တဲ့စွန့်ရည်နဲ့ဒီကွာချက်ကိုဖြည့်ဆည်းနိုင်ပါတယ်အခုဆိုရင်ကျွန်တော်ရဲ့အမတ်ကအကယ်ဒမီဝင်ရဖို့တရားနေဖြစ်ပေမဲ့ကျွန်တော်ရည်မှန်းချက်ကဒီထက်မကပါဘူးတဲ့အီမင်တော့ကြဆို
မိန်လိုက်ပွဲကအခုမှစလာလို့ကျွန်တော်ပြောလိုက်ပါတယ်။ကိုပလင်တွေကအုပ်စုလိုက်နေကြတာမို့အနီးနားမှာသူတို့တိုက်ရှိရပါမယ်။10မိနစ်လောက်ဘာတိုင်းမှမတွေ့တာကြောင့်ကျွန်တော်ထင်ပိုတေချာသွားပါတယ်။ဒီနေရာကတဘောကတိုင်လည်းပတ်နေတဲ့ကဘာတစ်ခုလိုပါပဲ။ရုပ်တရက်ပေါ်ကနေရိုးလက်နဲ့တိချလာကြီးကိုပလင်တွေဝမ်းလာပါတယ်။ကျွန်တော်ရဲ့တော့ဟာဓာတ်လက်တွေတောင်းတကြီးရှင်းရှင်းပဲကိုပလင်ကောင်းရဲ့ကောင်းအောင်ချက်ပစ်လိုက်ပါတယ်။ကျွန်တော်ဟာအန်စလက်မှုကြီးနဲ့လင်းဆောင်တိုက်ခိုက်နေပြီပါတယ်။ကျွန်တော်ရဲ့ဓာတ်ချက်တွေကတိကျလုံးလုံးကျင်းနေရတဲ့သူတွေတောင်လူကျင်တဲ့တစ်ခုကိုခံစားရရင်ပစားဟောင်းတာဖြစ်နေကြပါတယ်။ဆရာလူအန်တော်အောင်းနေပါတယ်။ကျွန်တော်เจ้าမှာဒါတစ်ခါမှမကင်ဘူးတာကြောင့်ဒီကောင်လေးကတော့တကယ်ကိုအစွမ်းစားဝတ်ထားတာပဲလို့သူတွေးနေပါတယ်။ဒါပေမဲ့အဆင့်ရှောက်ရှိတဲ့ကိုပလင်73ကအပြင်မီကောပလင်နဲ့ရေခဲကိုပလင်တွေပေါ်ပေါ်လာတာကြောင့်လူတိုင်းစိုးရင်ကုန်ပါတယ်။မီကောပလင်တွေကမီလုံးနေနဲ့ကြစ်ပေါက်တဲ့ခါကျွန်တော်ကပပနဲ့ဆောင်နေဒီကိုပလင်တွေကောင်ကိုဖမ်းကမီလုံးနေစီကြစ်ပေါက်ကြီးကောက်ဝဲလိုက်ပါတယ်။ဒီလိုမျိုးတိုက်ခတ်လို့ရတာလားဆိုပြီးအတင်းကကြောင်သားတွေကအဟိကုန်ကြပါတယ်။ကျွန်တော်ကကိုပလင်တွေကိုဘယ်လိုမှချင်းအောင်လုပ်နေတော့မှအီမင်ကနောက်ကနေတကောင်ချင်းလိုက်တတ်ပါတယ်။ကိုပလင်ရန်နဲ့စီရက်တဲ့ကနိုင်ငံပဲကျန်တော့တဲ့အချိန်မှာသူတို့ကိုအပြတ်မတက်ပဲနောက်ကနေတိတ်ဆိတ်လိုက်တော့ပါတယ်။သူတို့ရဲ့ဂွမ်းရအတိုက်ကိုချဖို့ပါ။ကိုလေးရောက်တဲ့အခါအီမင်ကသူ့ရဲ့ညှက်စီဆိုင်ရင်နဲ့ကိုပလင်တွေကိုဝမ်းညစ်တစ်ပါတယ်။ဒါပေမဲ့ကိုထဲမှာမီထုတ်တွေညှက်ကြီးနဲ့ရုပ်စရက်တော်တော်အများကြီးရှိနေတာကိုတွေ့လိုက်ရပါတယ်။ကျွန်တော်အီမင်ကိုအချက်ပြလိုက်တဲ့အခါအီမင်ကသူ့ရဲ့အရမခန္ဓာကိုယ်ကြီးကိုထုတ်ပေါ်ပြီးကိုပလင်တွေကိုပြစ်ကျတက်ချက်ပါတော့တယ်။အဲ့ဒီအချိန်မှာပဲအဆောင်ငယ်တစ်ခုလောက်ကြီးမားတဲ့ထုတ်သားကြီးတစ်ကောင်ထွက်လာပါတယ်။အီမင်နဲ့အဲ့တားရဲ့ကြီးဟာအတင်းထန်တက်ခတ်ကြပါတယ်။အီမင်ကအစပိုင်းမှာဒဏ်ရာကြီးလက်ကျတော့ပေမဲ့ကျွန်တော်ရဲ့အထွန်းချင်းတင်ချင်းဆိုင်ကိုတောင်းတူလိုက်တဲ့အခါအီမင်ကကြံကြီးအကောင်းလာကတားရဲ့ကြီးရဲ့တားတွေကိုကိုက်ချက်ပစ်ပါတယ်။လူရန်တို့အဖွဲ့လည်းရလာပြီးကျွန်တော်တောက်တဲ့တိုက်နေအောင်ညင်တဲ့အခါဆွမ်းကုန်ပါတယ်။နောက်ဆုံးမှတော့ကျွန်တော်ကဓာတ်နဲ့အဆွမ်းတက်ပေးလိုက်ပြီးတားရဲ့ကြီးအတက်ကိုနှုတ်လိုက်ပါတယ်။တခြားကျောင်းသားတွေလည်းကျင်းနေကလွယ်လို့ဘာမှမလုပ်ရပါဘူး။ထိတ်တန်းတန်းကကြောက်ရွံ့ဆိုတဲ့သူကနေကျောင်းမှာနေလို့လူမျိုးရှိမယ်လို့မတင်ထားဘူး။ညင်တားရဲ့ကဒဏ်ရာရနေတယ်။ငါတို့ဖက်ကကုတတူကကုတပြီးလို့ရတယ်လို့ပြောပါတယ်။ကျွန်တော်ကတော့မလုပ်ပါဘူးရပါတယ်လို့ပြောလိုက်ပါတယ်။တို့ထွက်တာကနေမှကျွန်တော်ရဲ့အမှန်9000ကိုညင်လာတဲ့အခါကြောက်ရည်တရားအံ့ဩတော့ပါတယ်။ဒီချိန်မှာပဲလူရန်ကကျွန်တော်စီချလာပါတယ်။ဒါပေမဲ့အီမင်ရဲ့တွေးရတဲ့အချစ်တွေကြောင့်သူမရှင်လန်းတော့တာဒီကြောက်လန့်တော့ပါတယ်။ကျွန်တော်ကတော့သူမရဲ့ညှက်မှုတွေမှာနောက်တစ်ချိန်ထပ်ပြီးချုံပေးနေတော့တာကြောင့်လက်တော်ကြည့်ပဲထွက်လာခဲ့ပါတယ်။အဲ့ဒီနောက်ကျွန်တော်ကိုယ်ရဲ့ကြံတော်တာဒီအီမင်ကိုဆက်ပြီးအားထိခိုင်းပါတယ်။တားတွေအလုံးကို1နှစ်တည်းနောက်မှာတော့အီမင်ရဲ့ခန္ဓာကိုယ်ကိုစွန့်ရင်အလင်းတစ်ခုကလမ်းလျှော်သွားပါတယ်။ဒီတခါစင်ကကြောင်းလဲမှုကအရင်တစ်ခေါက်တွေထက်ပိုပြီးစွန့်အားထက်မယ်ဆိုတာသိတာနေပါတယ်။တိတ်မကြခင်မှာပဲအလင်းရင်ကြီးကွဲသွားပြီးအီမင်ထွက်လာပါတယ်။သူ့ရဲ့ရွယ်စားကပူကြီးလာတယ်လို့အမွေတွေကလည်းညညကြီးအေးဆက်တဲ့အကြိုင်းအောင်ဖြစ်သွားပါတယ်။ဒါအပြင်6လန်ချင်းနဲ့မိတော့ဆွဲစွန့်ရဲ့တင်တစ်ခုရရှိသွားပြီးသူ့ရဲ့ပါရမီကလည်းတဆင်းကြီးတက်သွားပါတယ်။ဒါဟာလုံးဝအတွင်ကြောင်းလဲသွားတာပါ။စမွဲကြီးကိုတနိုင်ပဲကျန်တဲ့အချိန်မှာကျွန်တော်အီမင်ကိုစီးပြီးတခြားတိုက်တွေကိုလိုက်ရှာပါတော့တယ်။10မိနစ်လောက်ကြာတဲ့အခါကျွန်တော်တို့ဟာအဆင့်15ရှိတဲ့အရေးအကလေးတစ်ပင်ပြင်ရန်နေနေထဲကိုရောက်သွားပါတယ်။ဒါကိုတင်ကားကြည့်နေတဲ့အကြောင်းကြီးလီမင်ကြီးကစိုးရိမ်တဲ့ကြီးနဲ့ညမချုပ်ကြည့်မိပါတယ်။အဲ့ဒီတစ်ပင်ပြင်ဟာအရင်တိုက်ခိုက်ခဲ့တဲ့တားရဲတွေထက်အများကြီးပုတ်တတ်မှတယ်လို့ကျွန်တော်ကအဆင့်လေးပဲရှိသေးတာကြောင့်ဒီလိုအဆင့်ကွာအချက်နဲ့တိုက်ခိုက်ဖို့ဆိုတာတနိုင်ငံလုံးကတော့ရှားပါတဲ့ကိစ္စပါ။